လီတချမ်းပရိသတ်များမင်္ဂလာပါအခုကျွန်တော်လုပ်ပြမယ့်မဟုတ်မျိုးအစားလေးကတော့လက်မုံချီဖွန်ကိတ်ဖြစ်ပါတယ်ဒါလေးနဲ့ဆက်ပြီးတော့ကျွန်တော်တို့ဒီလက်မုံမရင်းကိတ်ကိုလုပ်ဖို့ဖြစ်ပါတယ်အရင်ဆုံးလက်မုံမရင်းကိတ်မလုပ်ခင်မှာကျွန်တော်တို့ကိတ်သားအဖြစ်လက်မုံချီဖွန်ကိတ်ကိုသုံးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီလက်မုံချီဖွန်ကိတ်လေးကိုအခုစပြီးတော့လုပ်ပြပါအရင်ဆုံးကျွန်တော်တို့ဒီလိုအမှုတ်တွေနဲ့ပတ်သက်တာတွေပေါ့နော် dry ingredient တွေကိုအရင်ဒီထဲမှာထည့်ပြီးတော့ရောမယ်ဂျုံရယ် corn flour ရယ် baking powder ရယ်အဲ့တော့ဒါလေးတွေကိုအကုန်စကားရောပြီးတော့စစ်ပါမယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီအရေနဲ့ပတ်သက်တာလေးတွေကိုအရင်ထပ်ပြီးတော့ရောမယ်အရေကတော့ကျွန်တော်တို့ဒီစီရယ်နောက်ပြီးတော့နွားနို့ရယ်တမယိုဒီအရေရယ်အဲ့ပြီးကျွန်တော်တို့ဒီစားတွေကိုတနေရာထဲမှာအကုန်လုံးတစ်ခါတည်းစုပြီးတော့ရောပေးပါမယ်အခုအချိန်မှာကျွန်တော်တို့ဆက်ပြီးတော့ဒီကြက်ဥတွေကိုအနှစ်နဲ့အကာခွဲကြိုက်ပါမယ်ကြက်ဥကတော့6လုံးဖြစ်တယ်ဒါပေမဲ့ကျွန်တော်9လုံးကိုတော့အနှစ်နဲ့အကာခွဲပြီးတော့ရိုက်ပါမယ်အနှစ်နဲ့အကာခွဲတဲ့နေ့အချိန်မှာကျွန်တော်တို့ကြက်ဥအကာကိုတတ်တန့်လေးဖြစ်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဒီလိုကြက်ဥကာထက်မဲ့ဘိုးကြီးအထက်ထဲမှာတတ်တန့်ရှင်းရှင်းရှိရမယ်ပြပြ6လေးရှိဖို့လိုတယ်ခွဲတဲ့အချိန်မှာအနှစ်ကအကာထဲဝင်လို့လုံးဝမရပါဘူးအကာကတော့အနှစ်တည်းနည်းနည်းပါးပါးဝင်လို့အဆင်ပြေပါတယ်အဲ့တော့ခွဲတဲ့အချိန်မှာခွဲပုံခွဲပြီးတော့နီလန်အမျိုးမျိုးရှိတယ်အခုတော့ကျွန်တော်ဒီမှာခွဲပုံလေးကိုတစ်ချက်ကြည့်ကြည့်ပါဒါမျိုးလက်လေးနဲ့လည်းလှုပ်ပြီးတော့ခွဲလို့ရပါတယ်ဒီမှာအနှစ်လေးထည့်မယ်တချို့ကလည်းဒါမျိုးလေးခွဲကြတယ်အခွန်ထဲမှာပဲဟိုဘက်ဒီဘက်ထည့်တာလေးပေါ့နော်နောက်တချို့ကတော့ဒီလိုစကားလေးသုံးတာပေါ့နော်အနှစ်နဲ့အကာစကားထဲမှာကြက်ဥကိုခွဲထည့်လိုက်တယ်အဲ့တော့အကာဟိုအောက်ရောက်သွားတယ်အနှစ်ကိုတတပြန်ပြီးတော့ထုတ်တယ်ဒါအများနဲ့လုပ်မဲ့လူတွေအတွက်တော့အဲ့ပုံစံမျိုးဖြစ်ဖို့လိုပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအနှစ်နဲ့အကာခွဲလို့ပြီးသွားပြီဒီပိုတဲ့ကြက်ဥအလုံးလိုက်တစ်လုံးတော့အနှစ်ထဲမှာပဲထည့်ပြီးတော့သုံးပါမယ်ကြက်ဥအကာအတွက်တကြားကို100 grams ထည့်ထားတယ်ပြီးလို့ရှိရင်ကြက်ဥအနှစ်အတွက်တကြား20 grams ရှိပါတယ်တကယ်လို့အချိုမကြိုက်တဲ့လူတွေအတွက်ဒီကျုပ်အနှစ်ထဲမှာထည့်ရမယ့်တကြားကိုမထည့်လည်းဖြစ်ပါတယ်ကျုပ်အနှစ်ထဲမှာဒီတကြား20 grams လေးကိုထည့်မယ်အဲ့ပြီးရင်ဒီကျုပ်အကာရိုက်မဲ့အထဲထဲကိုကျွန်တော်တို့ cream of tartar အမှုတ်လေးကိုတစ်ခါတည်းရောပြီးတော့မှုေပါမယ်ကျုပ်အကာရိုက်မဲ့တကြားဟာတန်တန်ရှင်းရှင်းရှိဖို့လိုတယ်တကြားထဲမှာဂျုံမှုတ်တွေစီတွေရေတွေပေးလို့မရပါဘူးတကယ်လို့ဂျုံတွေစီတွေရေတွေပေးနေတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရိုက်တဲ့ကျုပ်အကာမကောင်းပါဘူးကျုပ်ကခရင်မဖြစ်တော့ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ဒီတကြားကျုပ်ကအတွက်သုံးတဲ့တကြားအစကျွန်တော်တို့တည်ချာလှုပ်ဖို့လိုတယ်တန်တန်ရှင်းရှင်းကင်ရွယ်ဖို့လိုပါတယ်အခုတော့ cream of tartar ကိုဒီတကြားထဲမှာထည့်ရောမယ်တမ်းပြီးတော့ကျုပ်အနှစ်ထဲမှာထည့်ပြီးလို့လည်းရတယ် cream of tartar တော့အဓိကကျွန်တော်တို့ဒီကျုပ်အကာတွေကိုပြန်ပြီးတော့မစင်းအောင်ထိမ့်သိမ်းပေးတဲ့သဘောမျိုးပါပဲเนาะအဲ့တော့ cream of tartar မရှိဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဥစားပေါ့ lemon juice တို့ဘာလို့သုံးလို့ရပါတယ်ရှင်တဲ့ဟာတစ်ခုခုပေါ့နော်အဲ့လိုထည့်ပြီးတော့သုံးလို့အဆင်ပြေပါတယ်အဲ့တော့အခုချိန်မှာကျွန်တော်တို့ကြက်ဥအကာကိုအရင်စပြီးတော့ရိုက်မယ်တကယ်လို့ကျွန်တော်တို့မှာဒီလိုဘိုးမျိုးနှစ်ခုရှိမယ်ဆိုလို့ရှိရင်တော့တစ်ခုကိုကြက်ဥကာရိုက်မယ်တစ်ခုကိုအနှင်းရိုက်မယ်ပြီးမှပြန်ပေါင်းပြီးလို့ရပါတယ်12လုံးရှိရင်လည်းအဲ့လိုပဲကြက်ဥကာကိုတစ်လုံးရိုက်မယ်ကြက်ဥအနှင်းကိုတစ်လုံးရိုက်မယ်ပြီးရင်ပြန်ပေါင်းပြီးလို့ရတယ်ကျွန်တော်တို့အခုစပြီးတော့အကာကိုထည့်ပြီးရိုက်လိုက်မယ်အဲ့တော့ဒီလိုအမြုပ်ထပြီးဖြူလာတဲ့အချိန်မှာကျွန်တော်တို့ကြက်ဥအကာထဲကိုတကြားနဲ့ cream of tartar ကိုထည့်ပြရမယ်နော်အဲ့တော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒီကြက်ဥကာလေးကြိုက်တဲ့အချိန်မှာ line လေးဝေ့လာကြတော့နော် line လေးဝေ့လာတဲ့အတွက်ကျွန်တော်တို့ဒီလိုအထဲထဲကိုစမ်းကြည့်လို့ရတယ်နော်ဒါမျိုးလေးစမ်းလိုက်လို့ရှိရင်ဒီလိုကတ်နေရပေါ့နော်အောက်ကိုပြန်မစင်းသွားဘူးဒါကျွန်တော်တို့ကြက်တွေနှုတ်သီးလေးလိုပုံစံလေးဖြစ်နေရတယ်။ကျွန်တော်တို့အခုကခွဲထားတဲ့ကြက်ဥအနှစ်ရယ်အလုံးလိုက်လေးတစ်လုံးထည့်ထားတာကိုတကြားနဲ့နည်းနည်းလေးကျွန်တော်တို့နှံ့သွားအောင်မွေမယ်။အဲ့ပြီးမှကျွန်တော်တို့ဒီအရည်တွေထည့်မယ်။ခုနအားလုံးရောထားတဲ့နွားနို့ရယ် lemon juice ရယ်စီရယ်ပေါ့နော်။အဲ့ဒါလေးတစ်ခါလေးရောထည့်မယ်။ကျွန်တော်တို့ဒီ lemon zest လေးတွေကိုလည်းအနှံ့အတွက်ထည့်ပြီးမယ်နော်ပြီးရင်ကျွန်တော်တို့အခုနစစ်ထားတဲ့ဂျုံရယ် corn flour ရယ် baking powder တွေကိုတစ်ခါလေးရောပြီးတော့ထည့်ပြီးပါမွေတဲ့အချိန်မှာကျွန်တော်တို့အထဲမှာဂျုံစစ်တွေမရှိအောင်တေချာမွေပေးရမယ်
အဲ့လိုဂျုံစစ်တွေပြောက်ပြီးတော့မုတ်သားလေးကချောမွေ့သွားတဲ့အချိန်မှာကျွန်တော်တို့ဒီပထမရိုက်ထားတဲ့ဒီ marine ပေါ့နော်ကြက်ဥကာကိုအရင်ဆုံးကျွန်တော်တို့တဝက်ထည့်ပြီးတော့ဒီထဲမှာမွေပါပထမဘိုင်းကိုကျွန်တော်တို့ဒီလိုတဝက်ထည့်ပြီးတော့မွေမယ်ဒီဟာလေးကိုမွေတဲ့အချိန်မှာလည်းဒီ wave ပဲသုံးလို့ရပါအဲ့တော့ဒါမျိုးလေးရောသွားရင်အဆင်ပြေပါတယ်ဒုတိယပိုင်းကြံတဲ့ကျုပ်က marine လေးကိုပြန်မွေတဲ့အချိန်မှာဒီ spatula နဲ့ပဲကျွန်တော်တို့ဖြည်းဖြည်းချင်းပြန်မွေဖို့လိုတယ်ဒုတိယပိုင်းထည့်တဲ့ဟာအရင်အရေးကြီးပါတယ်ဘာဖြစ်လဲဆိုတော့ဒီကိတ်ရဲ့ပွားအားဒုတိယပိုင်းမှာအဓိကယူမှာဖြစ်လို့ဒုတိယပိုင်းကျုပ်ကကိုမွေတဲ့အချိန်မှာကျွန်တော်တို့ဖြည်းဖြည်းချင်းနဲ့အရန်လိုအပ်တဲ့အတိုင်းအတာထဲပို့ပြီးတော့မမွေမိဖို့လဲတတိထားဖို့လိုအပ်ပါတယ်ကျုပ်ကနဲ့ပထမကျုပ်အနှစ်တွေရောသွားအောင်မွေပေးမယ်အောက်တွေတစ်ချက်ချင်းပဲမွေမယ်နော်ဒီလိုအတိုင်းတာအပြည့်အကျဲလေးရရင်တော်ပြီတကယ်လို့ဓာတ်ထက်ကျွန်တော်တို့ထပ်ပြီးတော့ဆက်မွေမယ်ဆိုလို့ရှိရင်ကျုပ်ကအရန်အရေးဖြစ်သွားမယ်ဒါအရေးကြီးဆုံးအချက်ပါပဲကျွန်တော်တို့မွေတဲ့အချိန်မှာလိုအပ်တဲ့အတိုင်းထားတဲ့ပိုမွေလို့ရှိရင်ကျုပ်ကအရေးပြန်ဖြစ်မယ်အရေးဖြစ်လို့ရှိရင်မုတ်သားဘယ်လိုဖြစ်မလဲဆိုတော့ကျွန်တော်တို့မမာကြစ်ကြီးဖြစ်မယ်လေးလေးဖြစ်မယ်ဒါမှမဟုတ်အခက်မသိလို့ရှိရင်မုတ်သားနှစ်ထပ်ဖြစ်သွားပါအောင်နော်အောက်ကမကျက်တဲ့အရေးတစ်ထပ်နဲ့အပေါ်မှာရှိတဲ့အမြုပ်တွေတစ်ထပ်ဒါမျိုးဖြစ်သွားနိုင်ပါတယ်အဲကျွန်တော်တို့အစင်သစ်လှုပ်ထားတဲ့ဒီမူခွက်လေးပေါ့နော်ဒီအောက်မှာတော့ကျွန်တော်ဒီလိုစက်ကူခံထားလိုက်မယ်အဲကျွန်တော်တို့ဒီဟာလေးကိုဒီခွက်လေးကိုဒီလိုမျိုး3-4ချက်လောက်စောက်ချလိုက်ရင်အထက်ထဲမှာရှိတဲ့လေပေါက်လေးပေါ့နော်ပျောက်သွားမယ်ဒါလေးကိုကျွန်တော်တို့အခုအချိန်မှာပထမပိုင်းမှာအပေါ်အောက်180ဒီဂရီစင်တီဂရိတ်နဲ့ကျွန်တော်တို့မိနစ်20လောက်အရင်ဖုတ်ပါပြီးမှကျွန်တော်တို့ကြံတဲ့အပိုင်းတွေကို150နဲ့ကျက်တဲ့အထိပေါ့မီးအေးနဲ့ပြန်ပြီးတော့ဖုတ်သွားပေးပါမယ်ဒီဘိုကွက်ကအောက်မှာအပေါက်ပါတဲ့အတွက်ဒီလိုဘိုကွက်လေးနဲ့ခံမယ်ပြီးလို့ရှိရင်ကျွန်တော်တို့အောက်မှာဘန်းလေးတွေထည့်ပြီးတော့ရေခံပြီးတော့ဖုတ်ဖို့လိုပါတယ်ဂျီယိုဒါမျိုးလေးနည်းနည်းထည့်ရမယ်ရေနဲ့ခံဖုတ်ချင်းအဖြစ်မှုတ်သားလေးဟာပို့ပြီးတော့နူးညံ့စေပါအဲ့တော့ lemon chiffon cake ကိုကျွန်တော်တို့အထဲမှာမီးဖိုထဲမှာထည့်ဖုတ်ထားတဲ့အချိန်မှာဒီ cream အတွက်ပေါ့နော် lemon cake ကိုအခုလုပ်ပါမယ်အဲ့တော့ကျွန်တော်တို့အခုဒါလေးကရေနွေးတည်ထားတာပေါ့နော်ရေနွေးတည်ထားပြီးတော့ရေနွေးအပေါ်မှာဒီလိုစလုံးလေးကိုတင်လိုက်မယ်ဒါကိုတပပွိုင်းလာစနစ်နဲ့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီကြက်ဥတွေတကြားတွေ lemon juice တွေကိုထည့်ပြီးတော့ဖြော်မယ်အဓိကဒီအောက်ကရှိတဲ့ရေနွေးနဲ့စလုံးနဲ့သွားပြီးတော့မထိရဘူးပေါ့နော်ရအပူချိန်များရင်ကြက်ဥကခဲသွားနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အခုပူချိန်အများများလို့မရဘူးဘယ်အတိုင်းအတာထိကျွန်တော်တို့မွေမလဲဆိုတော့ကြက်ဥနည်းနည်းလေးပြစ်လာတဲ့အထိမွေပြီးမယ်နော်အဲ့တော့ဒီ lemon zest လေးကိုကျွန်တော်တို့အရင်နည်းနည်းထည့်ထားမယ်ပို့ပြီးတော့အနှံ့လေးတွေရပါအောက်ပိုင်းကအရန်ပူတဲ့အချိန်မှာအဆက်မပြတ်မမွေဘူးဆိုလို့ရှိရင်ကြက်ဥတွေခဲပြီးတော့ကျက်သွားနိုင်အောင်ပေါ့နော်ဒီအချိန်မှာဒါဆိုရင်ကျွန်တော်တို့ဘတ်တာထည့်လို့ရပါတယ်ဘတ်တာထည့်ပြီးလည်းအဲ့လိုပဲဆက်မွေဖို့လိုတယ်အဲ့တော့ဒါလေးကိုပြန်ပြီးတော့ပြစ်လာတဲ့အတိုင်းတာပေါ့နော်ဒါမျိုးပြစ်လာလို့ရှိရင်ရပါတယ်နော်ဒီလိုပြစ်လေးတွေပေါ့နော်အဲ့ဒီအနေထားမျိုးဆိုရပြီအဲ့တော့ဒါလေးကိုနည်းနည်းလေးပို့အရသာရှိစေချင်ဒီ lemon zest လေးတွေပြန်ထည့်လို့ရပါတယ်ဒါဆိုလို့ရှိရင်ဒီလိုပြစ်လေးတွေဖြစ်သွားပြီသုံးလို့ရတဲ့အနေထားမျိုးရှိပါတယ်ဒါမဲ့ကျွန်တော်တို့မသုံးခင်မှာမလုပ်အောင်လဲဆိုတော့ပြန်ပြီးတော့အေးခံမယ်အေးသွားမှကျွန်တော်တို့ကိတ်ပေါ်မှာပြန်ပြီးတော့တုပ်ပေးပါမယ်အခုတော့ကျွန်တော်ရေခဲပစ်တာထဲမှာဒါလေးကိုထည့်ထားမယ်ရေခဲပစ်တာထဲထည့်ထားတဲ့အချိန်မှာကျွန်တော်တို့ဒီအပေါ်မျက်နှာပြင်လေးတွေပေါ့နော်မတင်းသွားအောင်ပလတ်စတစ်လေးနဲ့အုပ်ထားပေးဖို့လိုပါအခုတော့ကျွန်တော်တို့ lemon chiffon cake လေးကအေးသွားပါပြီအဲတော့ကျွန်တော်တို့ဒီ cake လေးကိုဒီမူကွက်လေးထဲကနေထုတ်မယ်ဒီဘေးလေးတွေကတ်နေတဲ့နေရာလေးတွေကိုဒီ bell nice လေးနဲ့ခွာမယ်ကျွန်တော်တို့ဒီအပေါ်ပိုင်းကိုအောက်ပိုင်းမှာပြန်ထားမယ်ပြီးရင်ဒီအောက်ကစက်ကူလေးကိုခွာမယ်ပြီးကျွန်တော်တို့ဒီအားလေးကိုအလွှာ3လွှာသို့မဟုတ်2လွှာဖြတ်လို့ရပါတယ်ဒီ cake rotation stand ပေါ်မှာကျွန်တော်တို့လက်ပြီးတော့ဒီလိုလေးဖြတ်ပေးရမှာဒီဘက်ကကျွန်တော်တို့လက်တစ်လုံးအထူပါထားရင်ဒီဓာတ်သွားကိုလက်တစ်လုံးမှာပဲထားပေးရမယ်အဲ့တော့မပြတ်မချင်းကျွန်တော်တို့ဒီတိုင်းပဲဖြတ်သွားမယ်ပြီးမှကျွန်တော်တို့ဒါတစ်လွှာရှိပြီနောက်တစ်လွှာပြန်ပြီးတော့ဖြတ်ပါမယ်နောက်တစ်လွှာလည်းအဲ့ဒီအတိုင်းပဲကျွန်တော်တို့ဒီတိတ်ကိုလက်ပြီးတော့ဖြတ်မယ်အဲ့တော့ကျွန်တော်တို့ဒါလေးတွေလေယာလည်းဖြတ်ပြီးသွားပြီနောက်တစ်ခုကအခုနကျွန်တော်တို့အေးခံထားတဲ့ဒီ lemon cut လေးလည်းအေးသွားပါပြီဒါကြောင့်မလို့ကျွန်တော်တို့အခုဘာလုပ်မလဲဆိုတော့ဒီအလွှာလေးတွေထဲမှာဒီ lemon cut လေးတွေတုပ်မယ်မတုပ်ခင်မှာဘာလုပ်မလဲဆိုတော့ဒီကြားရည်နဲ့
lemon juice ရောထားတဲ့အရေကိုကိတ်သားလေးတွေစူအောင်အရင်တုပ်ပေးပါမယ်အဲ့ဒါမှကိတ်သားလေးကစူနေတဲ့အချိန်မှာကျွန်တော်တို့ရေခဲတစ်တာထဲမှာ3ရက်4ရက်ထားလဲကိတ်သားမချောက်ပါဘူးစားလိုက်တဲ့အချိန်မှာအရန်ကိတ်သားဆူဆူလေးရှိနေနောက်တစ်ချက်ကကိုထက်ချင်တဲ့အရာသားပေါ့ဒါအခုဆိုရင်ကျွန်တော်တို့ lemon marine cake လုပ်ချင်လို့ဒီကိတ်သားထဲမှာအချင်ထက်လေးတွေထက်ပြီးတဲ့သဘောပါပဲအဲ့တော့ကျွန်တော်တို့သကြားရည်ကိတ်သားပေါ်မှာသကြားရည်နဲ့ lemon juice လေးတွေတုပ်ပြီးဒီ lemon cream လေးကိုဒီကိတ်သားပေါ်မှာတုပ်ပေးပါမယ်ထူပါတော့ကိုကြိုက်တယ်လို့တုပ်လို့ရပါတယ်ဒီလိုတလွာပြီးလို့ရှိရင်နောက်တလွာပြန်တင်မယ်နောက်တလွာမှာလည်းအဲ့လိုပဲဒီ lemon juice နဲ့သကြားရည်လေးကိုကိတ်သားလေးစိုနေအောင်တုပ်ပေးပါမယ်တုပ်ပြီးရင်ဒီ cream ကိုပဲအဲ့ဒီတိုင်းပြန်ပြီးတော့တုပ်ပေးပါမယ်အဲဒီနောက်ဆုံးတလွာထမအတိုင်းပဲသကြားရည်နဲ့ lemon juice ကိတ်သားပေါ်မှာအရသာဖြစ်အောင်တုပ်ပေးမယ်ဒီကိတ်သားပေါ်မှာလည်းကျွန်တော်တို့ဒီ lemon cream လေးတွေကိုပါးလေးပြန်တုပ်ပေးပါမယ်နောက်တစ်ခုကကျွန်တော်တို့ဒီလို layer ကိတ်တွေကင်တဲ့အချိန်မှာမျက်နှာပြင်တွေပါညှိလို့ရှိရင်လည်းအဲဒီလိုပဲဒီ bell nice ကိုကျွန်တော်တို့ဒီလိုလေး45ဒီဟပြီးတော့လက်ပြီးဖို့လိုပါဒီဘေးတွေကိုလည်းနည်းနည်းလေးကျွန်တော်တို့ဒီ cream လေးနဲ့ပဲပြန်ပြီးတော့ဖုံးပေးမယ်ပါးလေးပေါ့ကိုလှုပ်လို့မချောမွေ့ရင်လည်းမပူပါနဲ့ပြီးရင်ကျွန်တော်တို့အပေါ်မှာဒါ marine ကိုနဲ့ပြန်ဖုံးပါမယ်အခုတော့ဒါ lemon chiffon cake လေးကပြီးသွားပြီ lemon marine cake ဖြစ်ဖို့အတွက်ကျွန်တော်တို့ marine ကိုအပေါ်မှာပြန်ပြီးတော့ဖုံးပေးရမယ်အဲ့တော့ကျွန်တော်အခုလုပ်မဲ့ marine ကတော့ sweet marine ပဲဖြစ်ပါတယ်အဲ့တော့ Italian marine လည်းသုံးလို့ရတယ် sweet marine လည်းသုံးလို့ရပါတယ်အခုကတော့ကျွန်တော်ဆက်ပြီးတော့ဒီ sweet marine နဲ့ပတ်သက်တဲ့ cream လေးကိုလုပ်ပြပါမယ်အဲ့တော့ double boiler လုပ်တဲ့အချိန်မှာကျွန်တော်တို့ဒီအိုးထဲမှာရေထည့်ထားတယ်ဒီရေနဲ့ဒီစလုံးနဲ့ထိလို့မရပါဘူးထိလို့ရှိရင်ဒါကြက်ဥတွေကြက်သွားနိုင်တယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ဒီအဓိကတော့ရေမွေးနဲ့ပဲကျွန်တော်တို့အပူပေးပြီးတော့ကြက်ဥကာနဲ့တကြားကိုပြောင်းအောင်လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကြက်ဥကာကိုသုံးမယ်ဆိုလို့ရှိရင်ဘိုးတွေကျွန်တော်တို့လုံးဝ tissue နဲ့တုပ်ရမယ်အားလုံး6သွေးသွေးရှိရမယ်ဒီ whip တွေလည်းအဲ့လိုပဲဘာပေလို့မရဘူးအဲ့တော့ဒီထဲမှာကျွန်တော်သကြားရယ်ကြက်ဥကာရယ်ထည့်မယ်ပြီးတော့ cream of tartar ပေါ့နော်အဓိက cream of tartar မရှိတော့ကျွန်တော်တို့ lemon juice တို့တခြားချင်တဲ့အရည်တစ်ခုခုထည့်ပေးလို့ရတယ်အခုတော့ကျွန်တော် cream of tartar ထည့်မယ်အဲ့တော့ဒီ3ခုလုံးကျွန်တော်ဒီရေနွေးထဲမှာကျွန်တော်စိတ်မယ်စိတ်ပြီးတော့တကြားပျော်လာတဲ့အထိဒါမျိုးမွေမယ်နော်နောက်ကျွန်တော်တို့ဒီလိုတစ်ချက်ချက်စမ်းကြည့်ပေါ့နော်တကြားခဲလေးတွေရှိပြီးတော့ပြန်ပြီးတော့ဆက်မွေပြရအောင်အဲ့တော့ကျွန်တော်တို့ဒီဟာလေးတွေကတကြားခဲလေးတွေကြည်သွားတဲ့အထိပေါ့နော်အဲ့တော့တကြားခဲလေးတွေကျွန်တော်တို့ဆန်းလို့မရှိတော့ဘူးဆိုရင်ဆက်ပြီးတော့ကျွန်တော်တို့ဆက်နဲ့ကြိုက်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီဆက်ထဲထည့်ပြီးတော့ဆက်မွေရပါမယ်အဲ့တော့ကြောက်ကားလေးပါလေးမွေလို့ရှိရင်ကျွန်တော်တို့ high speed နဲ့ပဲမွေမယ်ကျွန်တော်တို့ဒီမှာကြိုက်တဲ့အတိုင်းဒါအနေထားလေးက ready ဖြစ်ပါပြီเนาะဒါမျိုးကြက်တူရဲ့နှုတ်သီးလို့ရှိနေရမယ်အချွန်အတက်လေးနဲ့ပေါ့နော်လေးစီစီတက်တောက်လေးရှိနေပါအခုဒီ Swiss marine လေးကတော့အစင်သစ်ဖြစ်နေပါပြီသုံးဖို့ကျွန်တော်တို့ဒီ lemon chiffon cake ပေါ်မှာဒီ marine လေးကိုကျွန်တော်တို့ပြန်ပြီးတော့တင်ပြီးတော့ဖုံးမယ်အလှဆင်မယ်ဒါဆိုလို့ရှိရင်lemon marine cake လေးပြန်ဖြစ်သွားပါမယ်။ကျွန်တော်တို့အခုနဒီ chiffon cake လေးအပေါ်မှာ lemon cut လေးတွေတုပ်ထားပြီးပြီးလို့ရှိရင် sweet marine လေးကအစင်သစ်ဖြစ်ပါပြီ။အခုကျွန်တော်တို့ဒီ sweet marine ကိုဒီ cake ပေါ်မှာပြန်ပြီးတော့တုပ်မယ်။အဲ့တော့ဒီ cake အပေါ်တစ်ခုလုံးကျွန်တော်တို့အားလုံးပြန့်သွားအောင်တင်ပေးရပါမယ်။အဲ့တော့ဘေးကိုလည်းကျွန်တော်တို့ဒီလိုလေးအပြင်ကျွန်တော်တို့ဒါလေးကိုဘန်နာနဲ့အပေါ်မှာမီးမြိုက်ဖို့လိုပါဒီတိုင်းထားလေးရတယ်ဒါပေမဲ့မီးမြိုက်လိုက်အရောင်လေးလည်းကောင်းသွားတယ်စားရင်လည်းအနှံ့လေးပုံမွေးသွားတာပေါ့နော်ဆက်ပြီးတော့ကျွန်တော်တို့ဒါဒီ marine တွေကိုမီးနဲ့ပြန်ပြီးတော့နည်းနည်းလေးမြိုက်ပေးပါမယ် lemon marine cake လေးကအခုဆိုလို့ရှိရင်စားသုံးလို့အဆင်သင့်ဖြစ်ပါပြီအချင်းနဲ့ဒီ marine အရသာလေးပေါင်းပြီးတော့စားတဲ့အချိန်မှာအရန်ကျွန်တော်တို့ဒါ lemon marine cake ရဲ့အရသာလေးကိုပေါ်လွင်စေတာပေါ့နော်အရန်စားလို့လည်းကောင်းတယ်အရသာရှိတယ်စားလိုက်တာနဲ့တခါတည်းကျွန်တော်တို့ဒီလန်းဆန်းမှုတွေအပြည့်ရှိပါတယ်အဲ့တော့ကျွန်တော်တို့ပရိသတ်တွေလှုပ်ရှားခြင်းနဲ့ဆိုလို့ရှိရင်လည်းဒါအလုပ်တော့နည်းနည်းလေးရှုပ်တယ်ဒါပေမဲ့စားလို့အရသာအရန်ကောင်းတဲ့ကိတ်လေးတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့လှုပ်ရှားမယ်ဆိုလို့ရှိရင်ကြိုးစားပြီးတော့အချိန်ယူပြီးတော့လုပ်နိုင်ပါတယ်